ဒီနေ့မှာဇင်ကဗမာမဖြစ်ပေမဲ့အင်းသားကိုချစ်မိလို့ချက်တက်သွားတဲ့ဆန်လော်စီးကဟင်းချက်နီးနဲ့ငပိကောင်ကျော်နီးလေးကိုပြောပြချင်ပါတယ်။ခရမ်းသည်ပိန်းနေသည်နန်းနန်းပင်နဲ့ဦးစီနံရွက်ခက်များများလေးကိုတန့်စင်ထားမယ်။ချင်းရဲ့ကြက်သွန်ဖြူရဲ့အခွန်ခွာထားမယ်။အခွန်ခွာထားတဲ့ချင်းကြက်သွန်ဖြူတွေကိုညံ့နေအောင်ထောင်းလိုက်မယ်။ရီပုတ်ပွက်ဆူနေတဲ့ထဲကိုခုနကထောင်းထားတဲ့ချင်းကြက်သွန်ဖြူတွေထည့်မယ်။ငချင်းလေး2တုံးလောက်ပြစ်ထည့်ထားမယ်။ပုတ်ပွက်ဆူလာပြီဆိုလို့ရှိရင်ခုနကတီးထားတဲ့ခရမ်းသီးနဲ့ပိန်းနေသီးလေးတွေပါရောထည့်လိုက်မယ်။ပြီးရင်ဆန်လော်ဟင်းဖြစ်တဲ့အတွက်ဆန်အကြက်မုံလေးတွေကိုရေနဲ့ဖြော်ထားမယ်။ဆန်လေးတွေကြည်သွားပြီဆိုရင်ခုနကဟင်းရီပုတ်ပွက်တွေကိုလောင်းထည့်မယ်။ပြီးရင်စားနဲ့ဟင်းအချို့အတွက်ချိုးမုံလေးထည့်မယ်။ဦးစီနဲ့နန်းနန်းလေးကိုဝှီးဖြတ်ပြီးတော့ခတ်လိုက်မယ်။ရှမ်းစီကအမှုံလေးကတော့ဒီဟင်းရဲ့အသက်ပဲပေါ့နော်။ရှမ်းစီကအမှုံလေးကိုထည့်မယ်။သူကတော့ရှမ်းရိုးရာဒေသကဆိုင်နေမှာရနိုင်ပါတယ်။အသီးနှံတွေလူအီပြီးတော့ဟင်းလေးနောက်လာပြီဆိုရင်စားဖို့အဆင်သင့်ဖြစ်ပါပြီ။ဆန်လော်စီကဟင်းနဲ့လိုက်ဖက်တဲ့ဟင်းတစ်ခွက်ကတော့ငဖမ်းမငပိကောင်ကျော်ဖြစ်ပါတယ်။ငဖမ်းမငပိကောင်လေးကိုကြော်နေကြတိုင်အချိုးလေးကြော်လိုက်မယ်။ပြီးရင်ငရုတ်သီးအကြက်မုံလေးကိုစီပူလေးနဲ့စီချင်းလုပ်ပြီးတော့ဆန်းလိုက်မယ်ဆိုရင်အင်းသားစတိုင်ငဖမ်းမငပိကောင်ကျော်လေးရပါပြီရှင်။ဂရင်းပြတ်တဲ့ရက်တွေဆိုလို့ရှိရင်ထမင်းစားမိန်တာမို့လို့စားကျင်တဲ့အခါမှာဒီနီးလေးတိုင်းချက်စားကြည့်လိုက်အောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။